အားလုံးပဲမင်္ဂလာပါရှင်ခေတ်သစ်မန္တလေးသတင်းဌာနကနေနောက်ဆုံးရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အစီအစဉ်လေးမစခင် channel လေးကို like and subscribe လုပ်သွားဖို့လည်းမြစ်တာရက်ခံလိုပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့အပြည်ပြည်ဆိုင်ရာကုလသမဂ္ဂတရားရုံး ICJ တွင်မြန်မာနှင့်ဂမ်ဘီယာတို့နှစ်နိုင်ငံရှောက်လဲချက်များအဆုံးသတ်သွားပြီးနောက်ရိုဟင်ဂျာများအပေါ်လူမျိုးတုံးတပ်ဖြတ်မှုကျူးလွန်မှုရှိမရှိဆုံးဖြတ်ရန်အချိန်ရောက် ICJ တရားရုံး၏ဆုံးဖြတ်ချက်သည်ကျူးလွန်သူလူပုဂ္ဂိုလ်များကိုနိုင်ငံတကာတရားရုံးများနိုင်ငံတကာဥပဒေဖြင့်အရေးယူအပြစ်ပေးရန်ကြီးစွာသောအထောက်အကူဖြစ်လာမည်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အပြည်ပြည်ဆိုင်ရာကုလသမဂ္ဂတရားရုံး ICJ တွင်မြန်မာနှင့်ဂမ်ဘီယာတို့နှစ်နိုင်ငံရှောက်လဲချက်များအဆုံးသတ်သွားပြီးနောက်ရိုဟင်ဂျာများအပေါ်လူမျိုးတုံးတပ်ဖြတ်မှုကျူးလွန်မှုရှိမရှိဆုံးဖြတ်ရန်အချိန်ရောက်ရှိသွားပြီဖြစ်ပါတယ်။ဇန်နဝါရီ29ရက်နေ့နယ်သာလန်နိုင်ငံဒီဟိန်းမြို့ရှိ ICJ တရားရုံးတွင်နှစ်နိုင်ငံအပြီးသက်ရှောက်လဲချက်များကြားနာတင်ပြကြပြီးနောက် ICJ တရားရုံးအနေဖြင့်မြန်မာနိုင်ငံကရိုဟင်ဂျာများအပေါ်ဆောင်ရွက်ခဲ့သည့်လုပ်ရများမှာလူမျိုးတုံးတပ်ဖြတ်မှုဂျီနိုဆိုက်အဖြစ်သတ်မှတ်နိုင်မသတ်မှတ်နိုင်ဆိုသည့်အလွန်ရေးပါသောစီရင်ချက်ကိုစီရင်ဆုံးဖြတ်ရမည့်အဆင့်သို့ရောက်ရှိခဲ့ပြီဖြစ်ပါတယ်။လများစွာကြားဆွေးနွေးကြားနာမှုများပြုလုပ်ပြီးနောက်ရှင်းအမှုကိုယခုအခါလူထုရှေ့မှဖယ်ရှားက ICJ တရားသူကြီးများအကြားဆွေးနွေးဆုံးဖြတ်မှုအဆင့်သို့ပို့ဆောင်လိုက်ပြီဖြစ်ပါတယ်။ယခုအဆင့်သည်အချိန်ကြာမြင့်နိုင်ပြီးလများသို့မဟုတ်နှစ်များအထိကြာနိုင်ကြောင်းဥပဒေရေးရာလေ့လာသူများကခန့်မှန်းကြပါသည်ရှင်းအမှုတွင်မေးမြန်းထားသည့်အဓိကမေကွန်မှာ1948ခုနှစ်လူမျိုးတုံးတပ်ဖြတ်မှုတားဆီးရေးနှင့်အပြစ်ပေးရေးသဘောတူစာချုပ် Genocide Convention အောက်တွင်သတ်မှတ်ထားသည့်ဥပဒေအတိုင်းမြန်မာနိုင်ငံ၏လုပ်ရများသည့်လူမျိုးတုံးတပ်ဖြတ်မှုအဖြစ်သတ်မှတ်ရန်လိုအပ်သောအဆင့်ကိုကျော်လွန်ခဲ့ပါသလားဆိုခြင်းဖြစ်ပါသည်ယခုအမှု၏ကြားနာမှုများသည်လွန်ခဲ့သည့်10နှစ်ကျော်အတွင်းလူမျိုးတုံးတပ်ဖြတ်မှုသဘောတူစာချုပ်အောက်တွင်တင်သွင်းလာသည့်အမှုတရက်၏အချက်လက်အခြေခံကိုICJ ကစစ်ဆေးခဲ့သည့်ပထမဆုံးအကြိမ်ဖြစ်ပါတယ်။ကြားနာမှုများအတွင်းအစလန်ပူးပေါင်းအဖွဲ့အစည်း OIC ကိုစားအမှုတင်သွင်းသူဖြစ်သည့်ဂမ်ဘီယာနိုင်ငံနှင့်မြန်မာနိုင်ငံဘက်မှဥပဒေရေးရာကိုယ်စားလှယ်များ၏အပြင်းအထန်ဆန့်ကျင်သည့်တင်ပြချက်များကိုတရားသူကြီးများကကြားနာခဲ့ပါတယ်။မြန်မာဘက်ကလူမျိုးတုံးတပ်ဖြတ်မှုဆွဆွဲချက်ကိုအပြင်းထန်ညှင်းဆိုခဲ့ပြီးတပ်တွေအထောက်ထားများကိုဘယ်လိုအကဲဖြတ်တင်သည်ဆိုသည့်အချက်ကိုလည်းကန့်ကွက်ခဲ့ပါတယ်။ရိုဟင်ဂျာများသည်မြန်မာနိုင်ငံအနောက်ပိုင်းရခိုင်ပြည်နယ်မှာမွတ်စလင်လူနည်းစုတရက်ဖြစ်ပြီးနှစ်ပေါင်းများစွာအခွင့်အရေးချိုးဖောက်ခံရခြင်းနိုင်ငံသားအဖြစ်အတိအမှတ်ပြုခြင်းနှင့်အကြမ်းဖက်မှုများကိုကြုံတွေ့ခဲ့ရသူများဖြစ်ကြပါတယ်။2016ခုနှစ်နှင့်2018ခုနှစ်များတွင်အခြေအနေများမှာပုံမဆိုးရွားလာခဲ့ပြီး ARSA လက်နက်ကိုင်အဖွဲ့များ၏တိုက်ခိုက်မှုများအပြီးမြန်မာစစ်တပ်ကနေမြေရှင်းလင်းရေးနှင့်စစ်စင်ရေးများစတင်ခဲ့သည်။ထိုစစ်စင်ရေးများအတွင်းရွာများမိရှုဖျက်ဆီးခံရခြင်းလူထောင်ချီသေဆုံးခြင်းနှင့်ရိုဟင်ဂျာ9သိန်းကျော်ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ထွက်ပြေးသွားရခြင်းဖြစ်ပေါ်ခဲ့ပြီးစုစုပေါင်းအိုးအိမ်စွန့်ခွာသူတသန်းကျော်ရှိလာခဲ့ပါတယ်။နောက်ပိုင်းတွင်ကုလသမဂ္ဂစုံစမ်းရေးအဖွဲ့များကလူတက်မှုလိမ်ပိုင်းဆိုင်ရာအကြမ်းဖက်မှုလူအစုလိုက်အပြုံလိုက်နေရက်စွန့်ခွာစေမှုများနှင့်ရွာများကိုစနစ်တကျဖျက်ဆီးခဲ့မှုများကိုမှတ်တမ်းတင်ခဲ့ပြီးလူမျိုးတုံးတပ်ဖြတ်ရန်ရည်ရွယ်ချက်ရှိကြောင်းပြသနေသည်ဟုသတ်မှတ်ခဲ့ပါတယ်။သို့သောမြန်မာနိုင်ငံဘက်ကရန်တွေးရှိချက်များကိုညှင်းဆိုကစစ်တပ်လုပ်ရများသည့်အကြမ်းဖက်မှုများကိုတုံ့ပြန်ရန်ဆောင်ရွက်ခဲ့သည့်တရားဝင်စစ်စင်ရေးများသာဖြစ်သည်ဟုဆိုပါတယ်။ဂမ်ဘီယာနိုင်ငံက2019ခုနှစ်တွင်ရင်းအမှုကိုတင်သွင်းခဲ့ပါတယ်။ရင်းအမှုသည်ဂမ်ဘီယာနိုင်ငံကိုယ်တိုင်ထိခိုက်နစ်နာမှုမရှိတော့လေလူမျိုးတုံးတပ်ဖြတ်မှုသဘောတူစာချုပ်အရမြည်သည့်အဖွဲ့ဝင်နိုင်ငံမဆိုသဘောတူစာချုပ်ကိုချိုးဖောက်နေသည်ဟုယူဆပါက ICJ သို့အမှုတင်နိုင်သည့်အခွင့်အရေးရှိခြင်းကိုစံသက်သည့်အမှုတရက်လည်းဖြစ်ပါတယ်။ကြားနာမှုအစပိုင်းတွင်ဂမ်ဘီယာနိုင်ငံ၏တရားရေးဝန်ကြီးဒေါက်တာဂျေလိုကရင်းအမှုကိုကိုကျင့်တရားဆိုင်ရာတာဝန်တရက်အဖြစ်ဖော်ပြခဲ့ပြီးအာဏာရှင်စနစ်အောက်တွင်နှစ်ပေါင်းများစွာခံစားခဲ့ရသည့်အတွေ့အကြုံများကြောင့်အဖိနှိပ်ခံရသူများနှင့်အုပ်စုများအပေါ်ကျူးလွန်သည့်ရာဇဝတ်မှုများကိုနေရာမရွေးအချိန်မရွေးဝေဖန်ရှုံချရန်သင်ခန်းစာရရှိခဲ့သည်ဟု ICJ တရားရုံးတွင်ပြောကြားခဲ့ပါသည်။ကြားနာမှုတစ်လျှောက်လုံးတွင်ဂမ်ဘီယာဘက်ကမြန်မာစစ်တပ်လုပ်ရများသည့်တရန်တစ်ခါဖြစ်ပွားသည့်အကြမ်းဖက်မှုများမဟုတ်ဘဲရိုဟင်ဂျာများကိုဦးတည်သည့်စနစ်တကျဆောင်ရွက်မှုဖြစ်ကြောင်းအလေးထားတင်ပြခဲ့ပြီးလူတက်မှုလူအစုလိုက်အပြုံလိုက်နေရဆုံးခွာစေမှုနှင့်အသက်ရှင်ကျန်ရစ်သူများကြုံနေရသည့်ဆိုးရွားသောအခြေအနေများကိုစဉ်းစားသင့်ကြောင်းတောင်းဆိုခဲ့ပါသည်။
မြန်မာဘက်မှဥပဒေရေးရာကိုယ်စားလှယ်များကထိုအမြင့်ကိုအပြင်းထန်ကန့်ကွက်ခဲ့ပြီး NGO များ၏အစီရင်ခံစာများကိုတတိအထောက်ထားအဖြစ်အလွန်အကျွံယုံကြည်သုံးစွဲနေသည်ဟုသတိပေးခဲ့ပါတယ်။မြန်မာနိုင်ငံဘက်မှဥပဒေရေးရာအဖွဲ့ကိုဦးဆောင်သူ Christopher Staker က NGO အစီရင်ခံစာတစ်ခုကိုအချက်လက်ဖြင့်ကိုးကားထားသည့်ဆိုတိုင်းထိုချက်လက်ကိုအတည်ပြုနိုင်သည်ဟုယူဆပြီးမရပါ။ထိုချက်လက်ကိုတတိပြနိုင်သည်ဟုလည်းလွယ်လင်းတကူသတ်မှတ်၍မရပါဟု ICJ တရားရုံးတွင်ပြောဆိုခဲ့ပါတယ်။ရှင်းမှုတွင်ဂမ်ဘီယာဘက်အတွက်အကြီးမားဆုံးအတားအဆီးမှာရည်ရွယ်ချက်အင်တက်ဖြစ်သည့်လူမျိုးတုံးသက်ဖြတ်မှုအဖြစ်သတ်မှတ်ရန်အဖွဲ့တစ်ဖွဲ့ကိုအစိတ်အပိုင်းအနေနဲ့ဖြစ်စေလုံးဝဖြစ်စေဖျက်ဆီးလိုသည့်ရည်ရွယ်ချက်ရှိကြောင်းတရားသူကြီးများအားယုံကြည်စေရန်လိုအပ်သည်နောက်ဆုံးဆွေးနွေးမှုတစ်ခုတွင်ဂမ်ဘီယာဘက်မှဥပဒေရေးရာကိုယ်စားလှယ်ဖိလစ်ဆန်ကယခုအချိန်တွင်တရားရုံးသည့်ရေးသားတင်ပြချက်များနှင့်ပါဇက်ဖြင့်ဆွေးနွေးချက်များအလုံးကိုလေ့လာပြီးနောက်လူမျိုးတုံးတပ်ဖြတ်မှုဖြစ်ပွားခဲ့ကြောင်းအပြည့်အဝယုံကြည်နိုင်ပါသလားဆိုသည့်ကိုဆုံးဖြတ်ရမည်ဖြစ်သည်ဟုပြောကြားခဲ့ပါတယ်။ရှေ့အမှုသည်ရခိုင်ကလေးကအရေးပါသောလှုပ်ထုံးလုပ်နည်းဆိုင်ရာအထာစီးများကိုကျော်လွှားပြီးသားဖြစ်သည်။2020ခုနှစ်တွင် ICJ ကမြန်မာနိုင်ငံကိုလူမျိုးတုံးတပ်ဖြတ်မှုကိုတားဆီးရန်အရေးပေါ်အမိန့်များချမှတ်ခဲ့ပြီးတပ်သည့်အထောက်အထားများကိုထိန်းသိမ်းထားရန်အမိန့်ပေးခဲ့သည်။2022ခုနှစ်တွင်လည်းအမှုကိုပယ်ဖျက်ရန်မြန်မာဘက်၏တောင်းဆိုမှုကိုညှင်းခဲ့ပြီးဖြစ်သည်။ရိုဟင်ဂျာအသက်ရှင်ကျန်ရစ်သူများနှင့်လူအခွင့်အရေးလှုပ်ရှားသူများအတွက်ရှင်းကြားနာမှုများသည်ဥပဒေရေးရာအငြင်းပွားမှုထက်ပိုမိုအရေးပါသည် 45 right အဖွဲ့၏တည်ထောင်သူမတ်သူစမစ်ကရိုဟင်ဂျာများအတွက်ဒီအမှုဟာဥပဒေရေးရာအယူဆများအကြောင်းမဟုတ်ပါဘူးသူတို့အပေါ်ဖြစ်ပျက်ခဲ့သမျှကိုလူမျိုးတုံးသက်ဖြတ်မှုအဖြစ်ကမ္ဘာကတိတိကျကျအတိမတ်ပြုမလားအကျိုးဆက်တွေရှိမလားဆိုတာပဲဖြစ်တယ်ဟုပြောကြားခဲ့ပါတယ်။သူကထပ်မံပြောကြားရာတွင် ICJ တွင်တရားမျှတမှုရရှိရန်အချိန်ကြာမြင့်နိုင်တော့လေယခုလုပ်ငန်းစဉ်သည်အမှန်တရားကိုသမိုင်းနှင့်ဥပဒေရေးရာမှတ်တမ်းတွေတွင်အခိုင်အမာမှတ်သားထားစေပြီးသားဖြစ်သည်ဟုဆိုပါတယ်။ Human Rights Watch မှာဥပဒေရေးရာအကြံပေးမာရီယာအီလီနာဘစ်ညိုလီကဆုံးဖြတ်ချက်စီသို့ရောက်ရှိလာတာကိုမြင်ရခြင်းကရိုဟင်ဂျာများအတွက်တရားမျှတမှုလိုအပ်နေစေဆိုတဲ့အချက်ကိုသတိပေးပြီးသူတို့ရဲ့ဆင်းရဲဒုက္ခတွေမမီသေးကြောင်းကိုကဘာကိုပြသနေတဲ့ဟုပြောကြားခဲ့ပါတယ်။ကြားနာမှုများပြီးဆုံးသွားပြီးနောက် ICJ တရားသူကြီးများ၏ဆုံးဖြတ်ချက်အတွက်စဉ်းစားသုံးသပ်မှုအဆင့်သို့ဝင်ရောက်သွားပြီဖြစ်ပါတယ်။ ICJ သည်ရာဇဝတ်မှုဆိုင်ရာတရားရုံးမဟုတ်တဲ့ဖြင့်ဖန်ဆီးခြင်းသို့မဟုတ်ထောင်ဒဏ်ချမှတ်ခြင်းမပြုလုပ်နိုင်ပေ။သို့သောနိုင်ငံတကာနိုင်ငံသည်နိုင်ငံတကာဥပဒေကိုချိုးဖောက်မှုရှိမရှိဆုံးဖြတ်ပေးနိုင်ပြီးချိုးဖောက်မှုရှိပါကရတရမီတာဝန်များနှင့်နောက်ထပ်မဖြစ်ပွားစေရန်အာမခံချက်များကိုသတ်မှတ်ပေးနိုင်သည်မြန်မာနိုင်ငံအပေါ်စံကျင်ဆုံးဖြတ်ချက်ထွက်ပေါ်ပါကဖန်ဆီးမှုများမဖြစ်ပေါ်စေနိုင်တော့လေဥပဒေရေးရာနှင့်နိုင်ငံရေးအရာတက်ရောက်မှုအလွန်ကြီးမားပြီးလူမျိုးတုံးတပ်ဖြတ်မှုဆိုင်ရာတာဝန်များကိုနားလေသတ်မှတ်ရာတွင်အရေးပါသောမှတ်တိုင်တစ်ခုဖြစ်လာမည်ဖြစ်သည်ရှင်းပြင် ICJ တရားရုံး၏ဆုံးဖြတ်ချက်သည်ရိုဟင်ဂျာလူမျိုးတုံးတပ်ဖြတ်မှုကျူးလွန်ခဲ့သောမင်းအောင်လှိုင်အပါအဝင်မြန်မာစစ်တပ်ခေါင်းဆောင်များကို ICC ကဲ့သို့နိုင်ငံတကာရာဇဝတ်တရားရုံးများအပါအဝင်အပြည်ပြည်ဆိုင်ရာတရားရုံးများတွင်လူပုဂ္ဂိုလ်များကိုဦးထီ၍တရားစွဲအပြစ်ပေးအရေးယူနိုင်ရေးအတွက်များစွာအထောက်အကူပြုမည်ဖြစ်ကြောင်းနိုင်ငံတကာဥပဒေရေးရာကျွမ်းကျင်သူများကထောက်ပြထားပါတယ်။ယခုအခါ ICJ တရားရုံးတွင်ကြားနာတင်ပြမှုစကားပြောများမှစီစစ်ဆုံးဖြတ်မှုတို့ပြောင်းရွှေ့သွားပြီဖြစ်ပြီးတပ်တွေထောက်ထားများကိုမှတ်တမ်းတင်ပြီးသားဖြစ်ကနှစ်ဖက်အငြင်းပွားမှုများလည်းတိတ်ဆိတ်အဆုံးသတ်ခဲ့ပြီးဖြစ်ပါတယ်။ကမ္ဘာအမြင့်ဆုံး ICJ တရားရုံးသည်ယခုအခါရိုဟင်ဂျာအရေးနှင့်ပတ်သက်၍လူမျိုးတုံးတပ်ဖြတ်မှုအဖြစ်သတ်မှတ်နိုင်မသတ်မှတ်နိုင်ထို့သို့ဖြစ်နိုင်ပါကနိုင်ငံတကာဥပဒေကမိတို့တားဆီးအရေးယူမည်ကိုသာဆုံးဖြတ်ရန်ကြံရှိနေသည်ဆက်လက်ပြီးဒေါ်လာရေးကိုမူရစ်စေးနဲ့လုံမှာမဟုတ်ဘူးလို့ NUG ပြောတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှဖြစ်ပါတယ်ပြည်သူတွေလူငယ်တွေနဲ့ဒေါ်လာရေးကိုလမ်းမရောက်စီမှာမဟုတ်ပဲဒေါ်လာရေးရန်ပုံငွေဘလောက်ခက်ခဲမူရစ်စေဝါနဲ့အလုံးလုံးမှာမဟုတ်ဘူးလို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ဝန်ကြီးချုပ်ရောဝန်ကြီးဒေါက်တာဇော်ဝေဆိုကပြောပါတယ်ဖန်ဆီးမိတဲ့မူရစ်စေဝါတွေကိုဖျက်ဆီးတဲ့ပွဲမှာနိုင်ငံတော်ဒေါ်လာရေးလူငယ်တွေနဲ့ပြည်သူတွေကိုပါလမ်းမကိုဘယ်တော့မှမရောက်စေရဘူးလို့ဝန်ကြီးဒေါက်တာဇော်ဝေဆိုကဆိုပါတယ်အမျိုးသားညီညွတ်ရေးအစိုးရ NUG စိုးမိုးရေးလှုပ်ဆောင်နေတဲ့မြို့နယ်တွေမှာဖမ်းမိတဲ့ကျပ်သိန်းပေါင်း1000ခန့်တန်ကြေးရှိတဲ့မူရစ်စေဝါတွေကိုပြည်ထောင်စုဝန်ကြီးချုပ်ရုံးဝန်ကြီးဒေါက်တာဇော်ဝေဆိုနဲ့ကာကွယ်ရေးဝန်ကြီးဦးရင်မွန်တို့ဦးဆောင်ပြီး NUG အစိုးရအုပ်ချုပ်ရေးနယ်မြေတနေရာမှာဇန်နဝါရီ25ရက်ကမီးရှို့ဖျက်ဆီးခဲ့တာဖြစ်ပါတယ်။ဘိန်းဖြူ6545ကွက် WY စိတ်ကြွစေပြ4တန်း6သိန်း9200ရဖြစ်ပြီးကာလတန်ဖိုးအဖြစ်7သိန်းပေါင်း3သိန်းခန့်ရှိတယ်လို့ NUG ကဇန်နဝါရီ29ရက်ညမှာသတင်းထုတ်ပြန်ပါတယ်။ဘိန်းဖြူတွေကိုမြန်မာနိုင်ငံကျောင်းသားများဒီမိုကရက်တစ်တပ်ဦး ABSDF ကဖမ်းဆီးနိုင်ခဲ့တာဖြစ်ပြီးအမျိုးသားညီညွတ်ရေးအစိုးရစီအနှံခဲ့တာပါ
WY စိတ်ကြွဆေးပြားတွေကိုတော့ပြည်သူ့ကာကွယ်ရေးတပ်မတော်တရင်တပ်ဖွဲ့တွေကဖမ်းဆီးခဲ့တာလို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ဖမ်းမိတဲ့မူရစ်ဆေးဝါးနဲ့ပတ်သက်တဲ့တရားခံတွေကိုဥပဒေနဲ့အညီအရေးယူဆောင်ရွက်သွားမယ်လို့ NUG အစိုးရကသတင်းထုတ်ပြန်ထားပါတယ်။မူရစ်ဆေးဝါးနဲ့ပတ်သက်ပြီးဒေါ်လာရေးရဲ့ရပ်တည်ချက်ကမူဝါဒရောဥပဒေရောပြတ်သားပြီးသားဖြစ်တယ်လို့ NUG ဝန်ကြီးချုပ်ရုံးဝန်ကြီးကဆက်ပြောပါတယ်။ NUG ထိန်းချုပ်ဒေသတွေမှာမူရစ်ဆေးဝါးတွေအပြင်တစ်တော်ထွက်ပစ္စည်းနဲ့တော်ရိုင်းတရိတ်ဆန်တွေတရားမဝင်သယ်ဆောင်လာကြသူတွေကိုလည်းဖမ်းဆီးအရေးယူတာတွေရှိနေပါတယ်။ဆက်လက်ပြီးအင်းတော်ကြီးဒေသရှိစစ်တပ်နဲ့ SNA ပူးပေါင်းတပ်စခန်းကိုKIA သိမ်းပိုက်တဲ့ဆွဲတဲ့ကိုတင်ဆက်ပြီးတော့မှဖြစ်ပါတယ်။စကိုင်းတိုင်းထီးချိုင်တွင်မြို့သိမ်းတိုက်ပွဲစတင်နေပြီးတော်လှန်ရေးတပ်ဖွဲ့များကစစ်ကော်မရှင်၏ကာကင်းစခန်းတချို့ကိုသိမ်းပိုက်ရရှိထားကြောင်းသိရပါတယ်။ကရင်ပြည်နယ်မိုးညင်းမြို့နယ်အင်းတော်ကြီးဒေသမှာစစ်တပ်နဲ့ရှမ်းပြည်တပ် SNA ပူးပေါင်းတပ်ဆွဲထားတဲ့စခန်းတစ်ခုကိုကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်ကဇန်နဝါရီ28ရက်မှာသိမ်းပိုက်နိုင်ခဲ့တယ်လို့ကချင်စစ်ရေးသတင်းရင်းမြစ်တချို့ကပြောပါတယ်။အာနာသိန်းစစ်တပ်နဲ့ SNA တပ်တွေရှိတဲ့အင်းတော်ကြီးဒေသဟဲပန်တပ်စခန်းကို KIA အမှတ်26တပ်ရင်းနဲ့ KPDF တပ်ဖွဲ့တွေကဇန်နဝါရီ29ရက်မှာထိုးစစ်ဆင်ခဲ့ပြီး28ရက်မှာသိမ်းပိုက်နိုင်ခဲ့တာလို့ KIA စစ်ရေးသတင်းတွေကဖော်ပြနေတဲ့ Seven Star News ရဲ့ဖော်ပြချက်ကို KIA သတင်းရင်းမြစ်ကမှန်ကန်တယ်လို့အတည်ပြုပေးပါတယ်။ဇန်နဝါရီ29ရက်ကလည်း KIA ပူးပေါင်းတပ်ဟာတနိုင်းဒေသရှိဝဲလောတပ်စခန်းကိုသိမ်းပိုက်ခဲ့ပါတယ်။ဝဲလောစခန်းအပါအဝင်တနိုင်းဒေသက KIA စခန်းတချို့ကိုစစ်ကောင်စီလက်အောက်ခံဝါရစွတ်ပြည်သူ့စစ်အဖွဲ့က2025ဒီဇင်ဘာမှာထိုးစစ်ဆင်သိမ်းပိုက်ခဲ့တာကို KIA ကပြန်လည်တိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။မိုးညင်းဒေသအပါအဝင်ကချင်ဒေသစစ်ရေးအခြေအနေတွေမြင်မြန်ပုံ KIA သတင်းပြန်ကြားရေးဌာနတာဝန်ခံဗိုလ်မှူးကြီးနော်ဘူးစီကိုဆက်သွယ်ထားဆဲဖြစ်ပါတယ်။ KIA နဲ့စစ်ကောင်စီတပ်တို့ဟာအခုဇန်နဝါရီလအတွင်းဗမော်နဲ့ဝိုင်းမော်မြို့နယ်တွေမှာတိုက်ပွဲတွေဖြစ်ခဲ့ပြီးအပြန်လန်ထိုးစစ်တွေအပြန်လန်တပ်စခန်းသိမ်းတာတွေရှိခဲ့ပါတယ်။စစ်ကောင်စီကလည်းတိုက်ပွဲဖြစ်ပွားမှုမရှိတဲ့ခြေပါတွေကိုပုံကျဲတာတွေစက်တိုက်လုံးနေလို့အယက်သားတိစုံထိခိုက်တာတွေလည်းရှိခဲ့ပါတယ်။ဗမော်မြို့နယ်အေယာဝတီမြစ်အနောက်ဘက်ခြမ်းကစစ်ရှောင်းတွေနေထိုင်ရာကောင်ကြားခြေပါကိုတိုက်ပွဲမရှိဘဲစစ်ကောင်စီကဇန်နဝါရီ22ရက်မှာလေကြောင်းကနေပုံကျဲခဲ့လို့အယက်သား23ဦးသေဆုံးကကလေးငယ်တွေအပါအဝင်30ကျော်ဒဏ်ရာရရှိခဲ့ပါတယ်။ဆက်လက်ပြီးထီချိုင်းမြို့သိမ်းတိုက်ပွဲတွင်စစ်တပ်ကကင်းစခန်းတချို့ကိုဒေါ်လာရေးတပ်ဖွဲ့များသိမ်းပိုက်တဲ့ဆွဲသတင်းကိုတင်ဆက်ပြီးတော့မှဖြစ်ပါတယ်။စကိုင်းတိုင်းထီချိုင်းတွင်မြို့သိမ်းတိုက်ပွဲစတင်နေပြီးဒေါ်လာရေးတပ်ဖွဲ့များကစစ်ကော်မရှင်၏ကာကင်းစခန်းတချို့ကိုသိမ်းပိုက်ရရှိထားကြောင်းသိရပါတယ်။အေယာဝတီတပ်သားအနီးနဲ့ထီချိုင်းမြို့ပေါ်ရှိစစ်ကော်မရှင်တပ်စခန်းချရာနေရာများတွင်တိုက်ပွဲပြင်းထန်နေပြီးဒေါ်လာရေးတပ်များကပြီးခဲ့တဲ့ဇန်နဝါရီ28ရက်နေ့နက်9:00နာရီဝန်းကျင်အချိန်မှစ၍ထိုးစစ်ဆင်ဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်းသတင်းရင်းမြစ်များထံမှသိရပါတယ်။မြို့သိမ်းတိုက်ပွဲစတာမှန်တယ်စာဝဝင်ချင်းနေ့ကတော့တိုက်ပွဲပြင်းထန်နေစစ်ရေးအခြေအနေကပူးပေါင်းအဖွဲ့တွေနဲ့ဆိုတော့တေချာပြောလို့မရသေးပါဘူးဟုစစ်ရေးသတင်းရင်းမြစ်ကသတင်းဌာနကိုပြောပါတယ်တိုက်ပွဲဖြစ်လာချိန်တွင်တော်လှန်ရေးတပ်ဖွဲ့များကမြို့နှင့်မြို့အနီးဝန်းကျင်ရှိဒေသခံများကိုဘေးလွတ်ရာသို့တိမ်းရှောင်ခိုင်းထားသည်ဟုဆိုပါတယ်ထိကြိုင်တွင်ပြီးခဲ့သည့်2024ခုနှစ်စက်တင်ဘာလကုန်ပိုင်းအထိတိုက်ပွဲများရှိနေခဲ့ကနောက်ပိုင်းတွင်တိုက်ပွဲများငြိမ်သက်သွားပြီးယခုတဖန်မြို့သိမ်းတိုက်ပွဲဖြစ်လာခြင်းဖြစ်ပါတယ်ဒေသဆိုင်ရာတော်လှန်ရေးတပ်ဖွဲ့များနှင့် KIA တို့ပူးပေါင်းကထိချိုက်ကတာကောလင်းဗမော်ဗမောက်စသည့်မြို့နယ်များတွင်မြို့သိမ်းတိုက်ပွဲများပေါ်ဆောင်လာခြင်းဖြစ်ပါတယ်။ခေတ်သစ်မန္တလေးသတင်းဌာနရဲ့နောက်ဆုံးရရှိထားတဲ့သတင်းများတင်ဆက်မှုကိုဒီမှာပဲရနာပါရစေ။နောက်နေ့တွေမှာလည်းသတင်းတို့များတင်ဆက်ပေးနေမှာမို့စောင့်မျှော်ကြည့်ရှုဖို့တိုက်တွန်းလိုပါတယ်။အဆုံးထိကြည့်ရှုအားပေးကြတဲ့အတွက်ကျေးဇူးအထူးတင်ရှိပါတယ်ရှင်။